အားလုံးထိုင်နိုင်ကြပါနိုင်ငံတော်သမ္မတမိန့်ခွန်းပြောကြားပေးပါရန်လေးစားစွာတင်ပြပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါခင်ဗျာပြည်တော်စုတော်နာယကကြီးတဲ့တော့ကပြည်တော်စုတော်ကိုယ်စားလှယ်များပြည်တော်စုအစိုးရအဖွဲ့ဝင်များပြည်တော်စုအဆင့်အဖွဲ့အစည်းများတယောက်လာကြတဲ့နိုင်ငံအသီးသီးမှကိုယ်စားလှယ်တော်များမြန်မာနိုင်ငံအခြေစိုက်နိုင်ငံခြားတန်ရိုးများမှတာမကြီးများတန်တမာများတယောက်လာကြတဲ့သူများနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးကိုယ်စိတ်နဲ့ပြချမ်းသာချမ်းသာပြီးကျက်တည်မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာဆုမွန်ကောင်းတောင်းရင်နှုတ်ဆက်တာအပ်ပါတယ်ပြည်သူအားလုံးကိုကိုးစားပြည့်တဲ့ပြည်တော်စုလွှတ်တော်ကကျွန်တော်ကိုနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခဲ့တဲ့အတွက်ပြည်သူလူထုရဲ့ဆန္ဒကိုလေးစားစွာနဲ့နိုင်ငံတော်ဝန်ကိုဂုဏ်ယူဝမ်းမြောက်စွာနဲ့ခြေပြုံးအောင်ထောက်ဆတော်မှာဖြစ်ကြောင်းဥစွာပြောကြားလိုပါတယ်2020ပြည့်နှစ်ပါတီဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာအဲ့ဒီချိန်ကအာဏာရပါတီဟာအလွန်အယုဆိုးကြီးတန်းတဲ့မဲမတမာမှုတွေကိုပြုလုပ်ခဲ့တာကြောင့်ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့တရားမျှတပြီးစစ်မှန်တဲ့ရွေးကောက်ပွဲတစ်ခုမဖြစ်ခဲ့ပဲပါတီဒီမိုကရေစီစနစ်ကိုပြည့်ဝန်းစေတဲ့မျိုးသားတဲ့နိုင်ငံရေးတရက်ကိုလှုပ်ဆောင်ခဲ့ပါတယ်တမ္ပတော်နေတဲ့နိုင်ငံရေးပါတီများနဲ့ပြည်သူလူထုရဲ့ဆန္ဒနဲ့ညီတရားဥပဒေတိုင်းအေးချမ်းစွာဖြည့်ရှင်းနိုင်ဖို့အစဉ်စဉ်အကြိမ်ကြိမ်ညှိနှိုင်းမြစ်တာကြားခံတောင်းဆိုခဲ့ပေမဲ့လည်းတောင်းဆိုချက်တွေကိုလျှို့ရှုပြီးမဲမတမာမှုအတွက်ဖြည့်ရှင်းခြင်းမပြုရသေးပဲမှန်ကန်မှုမရှိတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲရလဒ်နဲ့လွှတ်တော်ခေါ်နိုင်ငံတော်အာဏာကိုမတရားတဲ့နီလန်းနဲ့အဓမ္မရယူမှုလှုံ့ဆော်ခဲ့ကြပါတယ်။ဒါကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီနိုင်ငံတော်ကိုရေးပေါ်ချိန်တွေကြီးညာပြီးနိုင်ငံတော်တာဝန်တွေကိုလွှဲရတာဝန်ပေးခဲ့တာကြောင့်တမတော်ကနိုင်ငံတာဝန်တွေကိုထမ်းဆောင်ခဲ့ရတာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပါရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့ညီအစဉ်စဉ်ဆောင်ရွက်ခဲ့ပြီးအခုခါမှာတော့ပြည်သူလူထုရဲ့ဆန္ဒနဲ့ညီလွတ်လပ်ပြီးတရားမျှတတဲ့ဂုဏ်သိက္ခာရှိတဲ့ပါတီဒီမိုကရေစီထွေရွေးကောက်ပွဲကြီးကိုကျင်းပပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။တို့တော်ကိုယ်စားလှယ်တီးတီးဟာမေးပြီးပိုင်ခွင့်ရှိသူများရဲ့54.2%လာရောက်မဲပေးရွေးချယ်ခံရသူများဖြစ်ပါတယ်။လွတ်လပ်ပြီးတရားမျှတစွာတန်တန်ရှင်းရှင်းနဲ့ရွေးချယ်ခံရသူများဖြစ်တဲ့အတွက်ဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့တရားစီရင်ရေးကဏ္ဍတွေမှာအသီးသီးပြန်လည်ပေါ်ထွန်းလာခဲ့ပြီး